ကိုဝင်ဆောင်မျိုးသမီးဟာသိုးတွေကိုကိုက်တက်ပြီးသွေးဆုံနေတယ်လို့ရွာသားတွေကဆွဆွဲပြောဆိုနေကြပါတယ်။သူမရဲ့မျက်လုံးတွေဟာငွေမျက်လုံးလိုစိမ့်ဖန့်ဖန့်လင်းနေတာကိုတွေ့ခဲ့ရတယ်လို့ရွာသားတအူးကတက်တေထွက်ဆိုပါတယ်။ရွာလူကြီးကလူလားမွေလားသိရအောင်မြို့တက်စစ်ဆေးဖို့ဒါမှမဟုတ်ရွာကနေထွက်သွားဖို့ရွေးချယ်ခိုင်းပါတယ်။ခင်ပွန်းဖြစ်သူကမြို့သွားဖို့ပြောပေမဲ့ဇနီးဖြစ်သူကစေယုံအနှံ့ကိုမကြိုက်ဘူးဆိုပြီးငင်းဆန်နေပါတယ်။သူမရဲ့ဝမ်းခွဲအကူဟာတိုင်းရင်းဆေးဆရာဖြစ်လို့အဲ့ဒီမှာပဲကလေးမွေးမယ်လို့အကြံပြုပြီးဘိုင်ယွန်တောင်ချီကိုရောက်လာကြပါတယ်။ထမင်းစားနေစဉ်ဟင်းပကံထဲမှာကြွက်ကောင်းကိုတွေးလိုက်ရတဲ့အတွက်ခင်ပွန်းဖြစ်သူလန့်ဖြန့်သွားပါတယ်။ဝမ်းခွဲအကူကဒါဟာတောင်ပေါ်ကျက်ဖြစ်ပြီးကိုဝင်ဆောင်တွေအတွက်အလွန်အားရှိစေတယ်လို့ပြောပါတယ်။ဇနီးဖြစ်သူဟာကြွက်ကိုအရှင်လက်လက်ကောက်စားလိုက်ပြီးအရသာရှိကြောင်းပြောနေပါတယ်။ခင်ပွန်းဖြစ်သူကြောက်လန့်တကြားလဲကျသွားချိန်မှာဇနီးကဒါဟာသူမစားကျင်တာမဟုတ်ပဲဗိုက်ထဲကကလေးကစားကျင်တာလို့ဖြေရှင်းပါတယ်။ခင်ပွန်းဖြစ်သူဟာတကယ်ပဲငွေတန်နေရှိနေတာလားဆိုတာကိုတန်တရားဝင်လာပါတယ်။အမှန်တရားကိုသိနိုင်ဖို့အတွက်ဆရာတဦးပေးထားတဲ့ဆေးရည်ကိုလက်ဖက်ရည်ခွက်ထဲခိုးထည့်လိုက်ပါတယ်။ဇနီးဖြစ်သူကလေးမွေးခါနီးနာကျင်နေချိန်မှာခင်ပွန်းဖြစ်သူဟာဆေးခွက်ကိုကင်ပြီးအခန်းထဲကိုဝင်လာပါတယ်။အပြင်ဘက်မှာလာပြင်းညဖြစ်နေပြီးလာမင်းကြီးဟာသွေးရောင်လွှမ်းနေတာကိုတွေးလိုက်ရပါတယ်။အခန်းထဲကိုပြေးဝင်သွားချိန်မှာဇနီးဖြစ်သူရဲ့ကိုဝင်ဆောင်ပိုက်ပေါ်မှာမွေရေခွန်လိုအကြေးခွန်တွေကိုတွေးလိုက်ရပါတယ်။ခင်ပွန်းဖြစ်သူထိတ်လန့်တကြားနဲ့လက်ထဲကဆေးခွက်ကိုလွှတ်ချလိုက်ပြီးငွေဆိုပြီးအော်ဟစ်ရင်းဇလန်းပြီးဆုံးသွားပါတယ်။